အရန်မောနေပြီတရက်ကိုမိနစ်30လောက်အချိန်ပေးရုံနဲ့တရက်ခန္ဓာကိုယ်ထဲမှာစီးနေတဲ့ချွေးဓာတ်စိတ်ဖိအားအပူပင်ခန္ဓာကိုယ်ဖိအားစိတ်ဖိအားတွေပျောက်သွားမှာဖြစ်ပါတယ်တရက်ကိုမိနစ်15မိနစ်ညနေ15မိနစ်အကောင်းဆုံးချိန်ကတော့မနေ့ပိုင်းအဲ့ရထရေတောက်ပြီးချိန်ပါညနေအချိန်ကတော့အကောင်းဆုံးချိန်က9နာရီကနေ10နာရီဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အလုပ်လုပ်ရတဲ့အလုပ်လုပ်တော့စိတ်ဖိအားရှိတယ်။အလုပ်ပြပန်းမှုကြောင့်ခန္ဓာကိုယ်မောပန်းတယ်။ကျွန်တော်တို့အားစားမလုပ်ဘူးဒီလိုပဲငုံတုတ်ထိုင်မယ်။မောတယ်ဆိုပြီးခန္ဓာမှာပြိုင်မှဆိုရင်လုံးဝမသိတော့ပါ။ဒါကြောင့်တရက်ကိုခန္ဓာကိုယ်လှုပ်ရှားမှုအနည်းဆုံး15မိနစ်ကနေမိနစ်30ထိလှုပ်တင်တယ်